Okay, the phone Samsung J7 2016ဖုန်းဖြစ်တယ်အဲ့တော့ဒီကောင်ဘာမျိုးစားလဲဆိုကြည့်ရအောင်ပေါ်တော့ပိတ်စီကိုကြည့်မယ် J7 2016 J7 2016 J7 J7 10FN ဘာရှင်းရတော့701ဘာရှင်းဖြစ်တယ်အဲ့တော့ဒီကောင်က ROM ဆက်မရှိဘူးအဲ့တော့ ROM ဖောက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်မှာ constructor ကပိုင်းတွက်မယ် super zoo ဖိုင်ပြင် super zoo z ဖိုင်ပြင် flash လောက်မှာ ROM ဆက်ရမယ်ပြီးတော့မှပဲမြန်မာမှာတွက်လို့ရမှာဖြစ်တယ်အဲ့တော့ဟိုအသေးဖုန်းတစ်လုံးဆိုလို့ရှိရင်တော့ software import ကိုဝင်မယ်ဘယ် number ကို connection နိုင်မယ် connection နိုင်ပြီးတော့နောက်ပြန်နောက်ဆုတ်မယ်နောက်ပြန်ဆုတ်မယ် development option ထဲမှာ USB device ကိုအုံပေးမယ်ပြီးရင် OE unlock တကယ်လို့များ OE unlock ကဒီ account ဆိုတဲ့နေရာမှာ Google account ရောတခြား account တွေဘာမှမရှိဘူးဆိုလို့ရှိရင် OE unlock ကိုဖွင့်ထည့်စရာမလိုဘူးအဲ့တော့ဒီတိုင်းပဲထားလို့ရတယ်ဟုတ်ပြီအဲ့တော့ကွန်ပျူတာမှာ Odin လိုမယ် Tidura ဖိုင်လိုမယ်ပြီးရင် Kane ဖိုင်လိုမယ်ပြီးရင် Super Super ဖိုင်လိုမယ် Super Super ဖိုင်ကတော့2.68 2.6ခုနှစ်ကုန်ရတယ်နောက်ဆုံးပါချင်းကုန်ရမယ်အဲ့တော့ Odin ကိုဖွင့်လိုက်မယ် Odin ဖွင့်လိုက်ပြီဆိုလို့ရှိရင် PDA နေရာမှာတစ်ချက်နိုင်မယ်ပြီးရင်သူ့ရဲ့ဒီ Kane ဖိုင်ကိုပထမဆုံး flash လုပ်မယ် Kane ဖိုင်ကိုရွေးမယ်ပြီးရင် open ကိုနှိုက်မယ်ပြီးရင်ဒီမှာ auto reboot ဆိုတဲ့နေရာမှာအမှန်ရှစ်ကိုဖြုတ်မယ်နော်အဲ့ဒါလေးတစ်ခုသိချမှတ်မယ် auto reboot ဆိုတဲ့နေရာမှာအမှန်ရှစ်ကိုဖြုတ်မယ်အဲ့တော့ auto မြကလုံးစရာတွေလုံးပြီးသွားပြီဆိုလို့ရှိရင်ဖုန်းမှာ power turn off လုပ်မယ် power ပိတ်မယ် download မှုကိုဝင်မယ်အဲ့တော့ download မှုဝင်ဖို့တဲ့ power button volume home key ကိုတစ်ပြိုင်တည်းနိုင်မယ်ဒီလိုမျိုးပေါ်လာခဲ့ပြီဆိုလို့ရှိရင်တော့အတန်ရှိတဲ့ cloud blue out တစ်ချက်နိုင်လိုက်မယ် download မှုလို့ခေါ်တယ်အဲ့ဒီချိန်မှာဖုန်းနဲ့ computer နဲ့ USB ကျွန်းနဲ့ချိတ်ဆက်မယ်အဲ့တော့ Odin မှာဒီ driver တိကြောင်ပြနေပြီဆိုလို့ရှိရင်တော့ start button ကိုနှိုက်မယ် Odin မှာတော့ audio reboot ဆိုတဲ့နေရာမှာအမှန်ရှိကိုလုံးဝဖြုတ်ထားရမယ်နော်ဒါလေးတစ်ခုမှတ်မယ်ပြီးရင် start button ကိုနှိုက်မယ်ဒါမို့ reset file ပြနေပြီဒီမှာလည်းဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ USB ကြိုးကိုဖြုတ်လိုက်မယ်ပြီးရင်ဖုန်းကိုဓာတ်ခေတ်ဖြုတ်မယ်ဓာတ်ခေတ်ကိုပြန်တက်မယ်ဓာတ်ခေတ်ပြန်တက်ပြီဆိုရင် Odin ကိုပြန်သွားမယ် Odin ကိုပိတ်လိုက်မယ်ပြန်ပြီးတော့ဖွင့်မယ် Odin ကိုဖွင့်ပြီဒီတစ်ခါဒီ recovery file ကိုထည့်မယ်သူ့ကို select မှတ်မယ် open ကိုနှိုက်မယ်ပြီးရင် Odin မှာပုံမှန်တိုင်းမယ် auto reboot ဆိုတဲ့နေရာမှာ auto reboot ဆိုတဲ့နေရာမှာအမှန်ရှိကိုဖြုတ်မယ်ပြီးသွားရင်ဖုန်းမှာ download မှုထပ်ဝင်မယ် volume down power home key ကိုတစ်ပြိုင်တည်းနှိုက်မယ်ဒါမှမဟုတ်ပေါ်လာခဲ့ရင်အတန်ရှိတဲ့ cloud power blue out ကိုတစ်ချက်နိုင်မယ် download မှုလို့ခေါ်တယ် Odin မှာတော့ဒီတိုင်းဖြစ်နေရမယ်ဟုတ်ပြီ USB ဒီကြိုးနဲ့ပြန်ချိတ်ဆက်မယ်ဒီမှာ Odin မှာတီးတဲ့အကြောင်းပြနေပြီဆိုလို့ရှိရင်ဖုန်းမှာလည်းဒီတိုင်းမျိုးချိတ် USB နဲ့ချိတ်ဆက်ထားပြီဆိုလို့ရှိရင်ဒီမှာ Odin မှာ start button ကိုတစ်ချက်နိုင်မယ်ဒီမှာ Odin မှာ reset file လို့ပြနေပြီဆိုလို့ရှိရင် Odin ဒီမှာဖုန်းမှာလည်းဒီတိုင်းပဲပြနေပြီဆိုလို့ရှိရင် USB ကြိုးကိုဖြုတ်မယ်ပြီးရင်ဓာတ်ခေတ်ကိုပြန်ဖြုတ်မယ်ပြီးရင်ဓာတ်ခေတ်ကိုပြန်တက်ဒီတစ်ခါ recovery မှုကိုဝင်ပေးရမယ် power button blue R အတန်ရှိတဲ့ cloud home key ကိုတစ်ပြိုင်တည်းနှိုက်မယ်
ဒါ constant recovery လို့ခေါ်တယ်ဒါ team win recovery လို့လည်းခေါ်တယ်ဒီလိုမျိုးရောက်လာခဲ့ပြီဆိုလို့ချင်းသူကဒီလိုမျိုးစာတန်းအနီတွေနဲ့ပြနေလိမ့်မယ်အဲ့ဒီအချိန်မှာဒီမှာ never show this screen the urine the boot ဆိုတဲ့ gain ဆိုတဲ့စာတန်းနေရာမှာအမှန်ရှိပြောမှာအမှန်ရှိကိုတက်ပေးမယ်ပြီးရင်ဒီကောင်ကို switch to allow notification ကိုနှိုက်မယ်ဒီက web page တွေကိုသွားမယ် web page တွေမှာ data ကို format ချပေးရမှာဖြစ်တဲ့ကြောင့်မလို့ format data ကိုတစ်ချက်နှိုက်မယ်ဒီနေရာမှာသူကချိဆက်ဖို့အတွက် yes ကိုနှိပ်ပေးရမယ်လို့ပြောတော့ type of yes to the continue press back to the cancel လို့ပြောတယ်ဒီကအဲ့တော့ format ကိုချပေးရမှာဖြစ်တဲ့ကြောင့် data format ချပေးရမှာဖြစ်တဲ့ကြောင့် yes နှိပ်ပေးမယ် yes လို့နှိပ်ပေးမယ်โอเคအားလုံးဟို yes လေးရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ format ချပေးလိုက်မယ်ဒါ format ချနေပြီအဲ့မှာဆက်ဆက်ဘူးလို့ပြရတယ်ဆိုရင်ဆက်ဆက်ဘူးလို့ပြရတယ်ဆိုလို့ရှိရင် back key ကိုနှိုက်မယ် back key ကိုနှိုက်ပြီးဆိုလို့ရှိရင်ဒီမှာ reboot system now မချပေးနဲ့ဒါ key ကိုပြန်ဖြုတ်ဒါ key ကိုဖြုတ်လိုက်ပြီးရင်ပြန်တက်မယ်ဒီကဖိုင်ရဝေရေးတယ်လို့ new setup တစ်ခုကနေပြန်ဆက်ရမှာဖြစ်တယ်အဲ့တော့ power button ဖွင့်လိုက်မယ်ဒီမှာနည်းနည်းကြာမယ်ဖုန်းမှာအားမရှိရင်တော့အားထိုးထားလို့ရတယ်ဒါမှနည်းနည်းကြာမယ်ဒီဓာတ်တွေကိုဖုံးမွေးရိုက်လိုက်လို့နည်းနည်းကြာမယ်ရုံတစ်ခုလုံးလေးတယ်လို့ပဲပေါ့မိုးတက်လာခဲ့ရင် English United States ကိုရွေးပေးမယ်ပြီးရင် start ကိုနှိုက်မယ်down Wi-Fi setting option တွေကိုရှောင်သွားလိုက်မယ်ဒါမှမဟုတ်ပေါ်လာခဲ့ရင် down ကိုနှိုက်ပေးမယ်အဲ့တော့နိစရ Wi-Fi ကို password ထည့်ပြီးတော့ connect လုပ်ကြည့်မယ်ဖုန်းမှာ connect ဖြစ်ပြီဆိုလို့ရှိရင် next ကိုနှိုက်မယ်ပြီးရင် next ကိုထားနိုင်မယ် upgrade ကိုနှိုက်မယ်ဒီနေရာမှာနည်းနည်းကြာမယ်အနည်းဆုံး1မိနစ်ကျော်2မိနစ်လောက်တော့ကြာမယ်နည်းနည်းကြာမယ် Wi-Fi ဆွဲရပုံမှာမူတည်တယ်
ဒါမှမဟုတ်ပေါ်လာခဲ့ရင် scale ကိုနှိုင်းမယ် scale anyway ကိုနှိုင်းမယ်ဒါမှမဟုတ်ပေါ်လာခဲ့ရင် next ကိုထားနိုင်ဒါမှ no now ကိုနှိုင်းမယ် next ကိုထားနိုင် next ကိုနှိုင်းဒါမှမဟုတ်ပေါ်လာခဲ့ရင်ကိုကတခု password ဖြစ်ဖြစ်ပိန်ဖြစ်ဖြစ် pattern ဖြစ်ဖြစ်ကိုအားတိုင်းအောင်ထားပေးမယ်အဲ့တော့ pattern စင်ဘာနာရွေးလိုက်မယ်တခုသင်္ကေတပေးမယ် continue ကိုနှိုင်းမယ်ပြန်လုပ်မယ် confirm လုပ်မယ်ပြီးရင်ဒီမှာ do not show notification ဆိုရအောင်အမှန်ရှိမယ်ပြီးရင် next ကိုနှိုင်းဒါမှမဟုတ်ပေါ်ခဲ့ရင်ဒါမှမဟုတ်နှိုင်းမယ် next ကိုထားနိုင်ဒါကိုနှိုင်းမယ် scale ကိုနှိုင်းမယ်ပြီးရင် next ကိုထားနိုင်ဒါမှမဟုတ်ရင် next ကိုထားနိုင်ပြီးရင် finish ကိုနှိုင်းအဲ့တော့ဒီမို့ပေါ်လာခဲ့ရင်ဖုန်းမှာဟို super suit ကို flash လုပ်ယူရမယ်အဲ့တော့ super suit ဖိုင်ကိုပြီးကူးမယ် super suit ဖိုင်ကနောက်ဆုံး version ပိုကောင်းတယ်2.68 2.6 ခဏအကုန်ရမယ်အဲ့ကောင်ကိုပြီးကူးပြီးတော့ဖုန်းမှာကိုပြီးကူးရမယ်ဖုန်းမှာကိုပြီးကူးထည့်မယ်အဲ့တော့ကိုပြီးကူးလိုက်မယ် room check ပါတခါတည်း room ဆက်ရှိလားမရှိလားစမ်းရအောင် room check ပါကိုပြီးကူးလိုက်မယ်ဟုတ်ပြီ room super ရော room check ရောဒီမှာဖုန်းရဲ့ internet stock တွေမှာထိပ်ပြီးပြီဆိုလို့ရှိရင်ဖုန်းကိုချက်စက်ထားတာကိုဖြုတ်မယ်ဖြုတ်ပြီဆိုလို့ရှိရင်ဖုန်းကိုပါဝါပိုက်မယ်ဒီတခါဒါခေးလေးကိုပြန်ဖြုတ်လိုက်ဒါခေးကိုပြန်ဖြုတ်ပြန်တန်းလိုက်မလိုအပ်ရင်တော့မဖြုတ်ပါနဲ့ဒီတခါ customer grabber ကိုဝင်မယ်အဲ့တော့ power button blue အတန်ရှိတဲ့ cloud home key ကိုတပြိုင်တည်းနှိုက်ပြီးတော့ customer grabber ကိုပြန်ဝင်အဲ့တော့ customer grabber နဲ့ဝင်လာတယ်အဲ့တော့ဒီတစ်ချိန်မှာဒါတွေကိုအမှန်လုပ်ပေးစရာမလိုတော့ဘူးဒီကောင် switch to allow notification ကိုနှိပ်ရုံပဲအဲ့တော့ဒီမှာ install ကိုနှိုက်မယ် install နှိုက်ပြီဆိုလို့ရှိရင်ဆင်းသွားလိုက်ဒီမှာ super လေးကိုမြင်နေရတယ်အဲ့တော့ super ကို flash လုပ်မှာ room ဆက်ရမှာဖြစ်တဲ့ကြောင့်မို့ super ကိုတစ်ချက်နှိုက်မယ်ပြီးရင်ဒီမှာ switch to configure flash ဆိုတာကိုနှိုက်မယ်အဲ့တော့ဒီမှာ flash လုပ်နေပြီ super flash လုပ်နေပြီဘာရှင်းရတော့ super ကို 2.68 နဲ့ထစ်ထားတယ်အဲ့တော့ flash လုပ်နေတုန်းစောင့်မယ်ဒါမို့စစ်ဖူးလို့ပြပြီဆိုရင်စစ်ဖူးလို့ပြပြီဆိုလို့ရှိရင်ဒီမှာဖုန်းမှာ back key ကိုတစ်ချက်နှိုက်ပြီးတော့ reboot system now လုပ်ဝေးလိုက်
ဆိုရင် room ဆက်ရှိလားမရှိလားကြည့်လို့ရပြီဒီမှာ super suit တက်နေပြီဆိုဟုတ်ပြီ room checker လေးကို install လုပ်မယ်တန်းစုကိုနှိုင်းမယ် Wi-Fi ရှိရင်တော့ super suit ဖိုင်ကို update လုပ်ပေးလိုက်လို့ရတယ်အဲ့တော့ super suit ကိုတစ်ချက်နှိုင်းမယ်ဒီရှိမှာ room checker ကိုပထမမနှိုင်းနေကို super suit ဖိုင်ကိုအရင်နှိုင်းမယ်ပြီးရင် nothing ဆိုကိုနှိုင်းမယ်အဲ့တော့ဒါမှမဟုတ်ပေါ်လာခဲ့ရင်တော့ room ဟာတော်တော်များများပေါက်နေပါအဲ့တော့ setting လေးကိုတစ်ချက်သွားမယ် setting လေးကိုသွားလိုက်ပြီဆိုလို့ရှိရင်ဒီမှာ access ရတဲ့နေရာမှာတစ်ဖက်access ရတဲ့နေရာမှာတစ်ချက်နှိုင်းမယ်ပြီးရင်ဒီမှာ grant ဆိုတဲ့ဟာကိုလေးကိုအမှန်ရှင်းပေးမယ်ဒါမို့ grant ပို့ခဲ့ပြီဆိုလို့ရှိရင် super super မှာလုပ်စီရတယ်လုပ်ပြီးပါပြီအဲ့လို grant မြင်နေမှတလည်းရင် permission ရရတဲ့အတွက်ကြောင့်မလို့room checker မှာ room access ဆိုတာကိုပြမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာ grant ထားပေးရမယ်ဟုတ်ပြီ room checker ကိုဖွင့်မယ်ဒီမှာ agree ကိုထားနိုင်မယ် okay ကိုထားနိုင်ပြီးရင် verify rooms ဒီမှာ room ပေါက်ပါအဲ့တော့ G7 910F version ကတော့ 701အဲ့တော့ဒီမှာပေါက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်